အိန္ဒိယပကြီးကြတော့ပိတ်ဖြူစင်ကြယ်ကြီးတွေနဲ့ပိတ်ဖြူကြီးတွေနဲ့မုတ်စိတ်မွေးကြီးတွေနဲ့ဇရုံကြီးတွေနဲ့ဘာလို့ဆိုတပည့်တော်ရှင်မယားတပည့်တော်ကိုလေလေဗယံပန်းနေဥပသံပရံလေဗယံသပ္ပပိစံမတောင်းရသေးဘူးဓမ္မစကြာတရားဟောတာမှမတောင်းရသေးဘူးနည်းနည်းစဉ်းစားလိုက်လေဒီနေ့ဓမ္မစကြာတုတ်ဒီ7မိနစ်မကြာဘူးရွတ်လိုက်ရင်နေဝင်လထွက်6နိုင်လောက်ကဟောလိုက်တာမနေ့အာယုံတက်တီဟောလိုက်တဲ့တရားဘုရားရှင်ကလူများတခွန်း8ခွန်းအနံဘုရားရှင်ဒီအတမန်ပုဂ္ဂိုလ်တွေ128ခွန်းရှိတယ်စကားတစ်ခါပြောရင်ဘလောက်မြန်လိုက်မလဲအဲ့ဒီ128ခွန်းပြောဆိုဘုရားရှင်တဏှာကြီးလောက်ပြောရင်ပြီးသွားပြီဗြဟ္မဇာလတုတ်ဆိုတာဆွန်းခံရင်းနဲ့သုတ်ပိယပရောတဲ့အကြောင်းပြောတာစာမျက်နှာတွေအများကြီးထွက်လာတယ်စာမျက်နှာ60 90ဟာဒါကစိတ်ကြိုက်တရားဥထားဟောထားအများကြီးပေါ့ဘာစကြအများကြီးဒါကိုဘယ်ရသိလဲအိမသမိန်စာပန်းနာဝေယကရဏသမိန်အမေးဖြေပြုတယ်ကိုနဲ့ညဒုက္ခစာသိလားဒုဘလူခအမှုရိယဆိုတာသူရှင်းလိုက်မယ်ဒါအဲ့ဒါဒီအသာဓမ္မစကြာတုတ်ကိုကျင်းမဲ့မှတ်တမ်းတင်ထားလိုက်တယ်ဝိဇာဥရဘာရိပညာဥရဘာရိအာလောကဥရဘာရိအာလောကဆိုအလင်းလေ light ကိုပြောတာလေအဲ့ဒါပြောတာမို့ဉာဏ်အလင်းကိုပြောတာစက္ကုဥရဘာရိမျက်စိတပြည့်မျက်စိရှိတယ်မျက်စိရှိတော့တော်တဲ့နေတာမဟုတ်ဉာဏ်မျက်စိပြောတာမင်းမှာပေါ့သက္ကုဥရဘာရိပညာနံဥရဘာရိပညာဥရဘာရိဝိဇာဥရအာလောကဥရဘာရိမေးကြတယ်အများကြီးပဲအဲ့တော့အိမသမိန်စာပါဏဝေယကရဏသမိန်အဘေးဖြေပြုရဟောတော့တရားဒေသနာဟောလိုက်သည်ရှိတော့ဟောပြီအာယသမတော်ဂုဏညတာခုနကတော့ဂုဏညကိုသူတို့ဘာသာသူတို့ဖုံးကြီးဝကြတာပြင်သူ့ကိုအာယသမတော်လို့မဟောသေးဘူးခုသောတာပန်တီတော့အာယသအရှင်ဂုဏညခုနကတော့ဂုဏညကပရပိုက်ကြီးဘုရားဘာသာမဟုတ်သေးဘူးသူ့ဘာသာသင်္ကန်းဝတ်တာမဟုတ်စိတ်မွေးတွေနဲ့ရောင်တုံးကြီးနဲ့ပိတ်ဖြူစင်ကြယ်ကြီးသင်္ကန်းမဟုတ်ဘူးဒီနေ့ကျတော့ဓာတ်ပုံထဲမှာဓမ္မစကြာပစ္စဝိတ်5ဦးကဓမ္မစကြာတရားဟောဖို့ဆိုမြတ်စွာဘုရားနဲ့ဂရုံးလေးတွေနဲ့သင်္ကန်းမစည်းရသေးဘူးပကြီးရစာမှားနေတယ်ဗမာပြည်ကအိန္ဒိယပကြီးကြတော့ပိတ်ဖြူစင်ကြယ်ကြီးတွေနဲ့ပိတ်ဖြူကြီးတွေနဲ့မုတ်စိတ်မွေးကြီးတွေနဲ့ဇရုံကြီးတွေနဲ့ဘာလို့ဆိုတပည့်တော်ရှင်မယားတပည့်တော်ကိုလေလေဗယံပန်းနေဥပသံပရံလေဗယံသပ္ပပိစံမတောင်းရသေးဘူးဓမ္မစကြာတရားဟောတာမှမတောင်းရသေးဘူးအဲ့တော့မြတ်စွာဘုရားဒီပြင်စခွင့်9ဦးကတရားဥပ္ပံတော့နာကြည့်လိုက်ပြီပြင်စဝက်ကြီးဆိုတဲ့ဘုန်းကြီးတွေဂရုံးနဲ့သင်္ကန်းနဲ့မင်းတို့ဒီလိုမြင်နေမင်းတို့ရဲ့အမြင်တွေကလွဲနေတယ်လွဲနေတာဆရာတော်ပြောတယ်အဲ့ဘုန်းကြီးသူများနဲ့ဆန့်ကျင်တယ်မဆန့်ကျင်ဘူးမင်းတို့လွဲတာငါအဖြောက်မင်းတို့ကလွဲတာပေါ့ကိုစဉ်းစားလိုက်လေဓမ္မစကြာဟောပြီးတော့မှကိုယ်နဲ့ညကတပည့်တော်ဘုရားလေဗယံပန်းနေပပ္ပဇံလေဗယံပန်းနေဥပသမဏဆိုတော့မြတ်စွာဘုရားလက်လေးတန်းလိုက်တော့မှကိုရင်ဖြစ်မှာဥစဉ်ဖြစ်မှာဥမဟုတ်မဖြစ်ရသေးဘူးဓမ္မစကြာဟောတဲ့ကမ္ဘာလေးပုဂ္ဂိုလ်တွေကသပင်ကြီးတွေနဲ့မုတ်စိတ်မွေးကြီးတွေနဲ့ပိတ်အဖြူကြီးတွေနဲ့အိန္ဒိယကလားဖုံကြီးတို့သူ့ပြူကြီးသင်္ကန်းလည်းမရှိသေးဘူးအဲ့ဒါမင်းတို့ကြည်ညိုပြီးသင်္ကန်းကလိုက်တာမင်းတို့ကြည်ညိုဂရုံးတုံးလိုက်တာသွားကြည့်လိုက်ဓာတ်ပုံတွေပကြီးတွေအိမ်ကန်းနဲ့မှကြည့်လိုက်ဒီပုံစံကြီးပဲအစ္ဆဝေငါ့ကိုဓမ္မစကြာတရားဟောပုံဆိုသင်္ကန်းလေးနဲ့ကြည်ညိုစရာတော့ဖြစ်တာပေါ့သို့တော်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးဟိုမှာနောက်တော့ဓမ္မစကြာဟောတဲ့ဘာလို့လာပြီနေမှာဒီဗတ္တိရတော့ဝိပါတော့မဖြစ်သေးဘူးလေနောက်ဆုံးနေမှာအတ္တစီကနောက်ဆုံးမှဖြစ်မှာလေဘယ်လိုလို့အဲ့တော့တယောက်ကနောက်ဆုံးတယောက်ကသင်္ကန်းနဲ့ဆိုတော့ကျန်တဲ့၄ယောက်ကအင်ကြီးအဖြူလေးတွေဖြစ်ရမယ်ဟောသူတို့မဖြစ်သေးဘူးလေပုရုဇဉ်တွေပဲရှိသေးတယ်ဟောဗျမနာကြီးတွေပဲရှိသေးတယ်အဲ့တော့စာပေလက်တေချာမရှိဘူးကိုလုံးရှင်လည်းလောက်တာကြီးညိုနေလောက်ရှင်လောက်တာသူတို့က